哦，这手里ကျွန်တော်ပြောတယ်မင်းကဘာဟိုစုံမင်ကတ်တယ်တဲ့အောင်တော်လာမင်းကြီးလေဆိုဒီလိုမျိုးနေရာမှာဆိုရတယ်နော်ကျွန်တော်ကင်မရာတော့မကောင်းပါဘူးကျွန်တော်ဖုန်းကတော့ဟိုဗာလဲဆေးကြည့်တဲ့ဖုန်းလည်းမဟုတ်ဘူးဒါတွေဝေးကျွန်တော်တို့ကကင်မရာတော့တိုက်အဆင်မပြေနော်ဒါမှကျွန်တော်ပုံရိုက်မှဗီဒီယိုရိုက်မှဒီလိုမျိုးတင်နေနော်ပင်ဟိုဘက်တော့မယ်ဟိုဘက်တခါပတ်တော့မယ်အိုးအရာမရနော်ဒီမှာကြည့်ရောငါတော့တခါတလေကြိုက်တယ်လို့မျိုးနေရာမှာလဲရောက်တာလဲအရာပြိုချကောင်းတယ်ဟိုမှာဒီမှာလဲပန်းခင်းနေအများဟယ်လိုဒီမှာလဲအမတယောက်သူလဲကျွန်တော်တို့ဒီတိုင်းလိုက်လာတာသူကတပ်ပုံရိုက်နေတာဟိုပဲရှင်းတော့ပြီအရန်ကောင်းနော်ကျွန်တော်တယောက်ဆဲစတယ်လေနေရာရကောင်းလို့မရလို့ကျွန်တော်အရန်ပြောတယ်ဝိုးဒီမှာလည်းထိုင်လို့ရတယ်ဒါမှကျွန်တော်အခုမထိုင်တော့ပါဘူးထူးခြားတာတခုရှိနေတော့ထိုင်ရှင်တယ်ဒါမှထူးခြားတာတော့မရှိဘူးဂျာကတ်ဘီစီဘာလာရှိတယ်မွေးဒီ first time အရှိတယ်ချန်တာဝန်sabi no di ma ye kan la toi ya ba no ye kan ngā ri shi la ma tu no ngāတော့မရှိငါမိုးထန်တော့ပုံပြီးတော့ကောင်းရမ်းကောင်းနော်ဒီတချင်းနဲ့ချရင်ပင်ခဲ့ပါဒီမှာဒီလိုမျိုးလေအဲ့ဒါဝါပန်းဝါလို့ခေါ်နော်ကျွန်တော်ဗမာလိုဒါပန်းဝါဒါဘလုံးသူတို့ကဘလုံးကအဲ့လိုမျိုးလောက်ထားတာမန်တို့လာဟောမမျိုးတမျိုးရှိတယ်အဲ့ဒီကျိုးမမွန်တာဝန်ရှိတယ်ကျွန်တော်လည်းအဲ့ဒီကနေလာတာနော်ကျွန်တော်အမေရာအပေးနေတဲ့သူတို့ကျွန်တော်အရန်ကြီးစုတင်ပါနော်။ဘာကြောင့်လဲဆိုတော့ကျွန်တော်သူရှင်းနေပြီတော့မှကျွန်တော်မြင်လို့မရ။တာဝန်လေးလား။အဲ့ဒါအပွေ။ဒီတာဝန်။ဝက်ကျင်းဂျင်းဆောင်တော့နဝက်ကျင်းရ။အပွေ။မွန်ဝေနငန်ကူတာ။မွန်ဝေနေငါတိုင်ပြီ။အေးမွန်ကနာကဟာနာ။မွန်လေးကျင်း။မွန်ဝေဟိုမနော်ငါတို့ဒီကားနဲ့လာတာနော်ဒီကားနဲ့ဟိုမှာကားတွေ့လာအဲ့ကားနဲ့လာမက်ချင်းမကငန်းတုံးရှူဖင်ဒီလာရမင်းနဲ့ကွာငါတို့တုံပူရရှူခနာတော့ရလာနော်ဒီမှာကြည့်ပါဦးဒါတော့သူတို့ရဲ့မလဲတေးပေါ့ကွာသူတို့အကြမ်းမိုက်ရနော်နားဟွာပဲဖြစ်ပါတယ်နာကကျွန်တော်နာကနေတလည်းဒီလိုမျိုးနေရအမျိုးမျိုးဖူးရှားတာရှိတယ်အဲ့လိုကျွန်တော်တခါမှမကြောက်ဘူးကျွန်တော်အကျိတ်တမယုံဘူးဒီမှာကြည့်လဲအရန်ကောင်းတယ် guys မင်္ဂလာပါနော်ငါသူ့ဟိုမှာတော့ရမှာကျိုးစားလေနားဟိုတယ်လို့ခေါ်နော်ဟိုတယ်ဆိုတာဒါမှပိုင်နေမရှိဘူးအဲ့ဒါဖုန်းလိုက်လို့နန်းလာကိုလာ
ဒီမှာကြည့်ပါတော့အရင်ခေအောင်တွေပဲနော်ခေအောင်ပစ္စည်းတွေပဲဒါတော့ငယ်ငယ်တော့ဆိုလိုမျိုးမီးထွေးမှအဖေအမေငယ်တော့လို့နေတာကျွန်တော်လည်းတခါမှမဖြစ်ပါဘူးဒီမှာရောက်လို့ပဲမနေနော်အိုယောမီပြည့်ရင်ဘုံချန်တာဝန်နီချန်တာဝန်အခင်းနော်ရှူခင်းလောက်ထားတာဖြစ်ပါတယ်သူတို့ဟာနာသူတို့မိဖို့အခုကျွန်တော်ရောက်နေကျွန်တော်လည်းဒီမှာမေမိုရေးမှာလက်ဖေးဆော့ပါညာလို့မျိုးတော့လဲသူတို့ဘာမှပြောပါဘူးဒီမှာရာနော်ကောStone Park လို့ဟိုဒီနေရာနာမည်က Stone Park လို့ခေါ်ပါတယ်ဒါတနာပဲဖြစ်ပါတနာလဲဟိုအရန်ကောင်းနော်ဒီတိုင်းအလားထားမိုက်ရနော်ဒီမှာအဲ့ဒါလို့ဖူဘလော့ဖချူထားတာလည်းမသိနော်ဒါကြောက်ခဲတွေပဲကွာကြောက်ခဲတွေပါအခုကတော့ဟိုဖက်တော့ရမှာနော်ဟိုဖက်တော့မယ်နော်ဟိုမှာအဲ့ဒါကဟွာပေါ့နနော့ရဲ့ကောင်းနနော့ဆိုတာအကြီးပဲကွာငါတို့ area မှာတော့ရှိတာမဟုတ်ဘူးဒီအကြီးဆုံးပဲတာမန်တဲ့နနော့ခုံကတော့ဗန်လာဒါတွေလည်းတေးပဲသူများတွေမင်္ဂလာပွဲပြီးတော့တခုခု YouTube channel Facebook ဒီမှာပဲလာကြပါတယ်ဗီဒီယိုဒီမှာလဲဝေါမိုက်ရနော်นี่อายังก่อนดาตะค่ะนี่มาเธอcái văng tay tung nè đã rồi sợi bê phi bà đấy đi mà phải mà sao lu ya nó mẹ son sao lu ya nó thế mà để xem mình số đi mà xem nó gì đó mà làm ôi gì đó lại nó đi mà chiều nó mình tiêu nó khá mà làm được cái đó rồi wow bự biết mà này quá không đi mà cho nó tươi làအဲ့လိုမင်းသားဒါမှန်နေပဲအဲ့တော့လူပြိုတွေလာပြီဆိုတော့အဲ့မှာတရားနဲ့တရားမျက်နှာကြည့်ကြမျက်နှာဘာညာတင်းတော့ဒီမှာကြည့်အရမ်းမိုက်ရနော်အားပေးကြပါနော်အားပေးကြပါနော်ဒါလည်းလက်ရှိတာဖြစ်ပါတယ်ဟိုမှာထမင်းစားမယ်ဆိုလည်းအဲ့ဒါပြီးလို့ဒီမှာလက်ရှိအမျိုးလောက်တာတယ်နော်ဒီကောင်တွေကတော်လောက်တာနော်ခေအောင်ပစ္စည်းဒီမောင်အဲ့ဒါလည်းလူရက်တာနော်ဒီမှာစစ်စားလေးနော်ငါယူတော့ကောင်းမလားမသိဥထုပုံစံလည်းလုပ်တယ်ဟိုမှာဥထုပုံစံဒါဥထုပုံစံပဲနော်ဟိုဒီမှာအခုငါဟိုကနေဝင်တော့ဟိုဘက်ခါနေအခုကတော့ကျွန်တော်နာကနေသားလဲဒီလိုမျိုးရှိရနော်ရှင်းတောင်တန်းလို့တခါတည်းချင်းအဝဆော့မိုက်ရနော်နေရာနေတာရငလာပါတယ်တီးလားမရောက်ဘူးတဲ့လူတွေရှိနေဒီမှာမမေ့ပါနဲ့နော်ဒီချန်တာဝန်ရောက်ပြီဆိုဒီနေရာကိုတပ်ပုံရိုက်ဖို့အခေါင်လို့လာခဲ့ကြပါတော့ရိုက်တော့လည်းဘာဖြူဗီဒီယိုရိုက်လို့လည်းဘာမှဖြစ်သူများဒီမှာကျွန်တော်လည်းဟို YouTube Facebook မှာမြင်တယ်သူများတွေဟိုလေမင်္ဂလာပွဲဘာညာအဲ့လိုမျိုးရိုက်တာဒီမှာတပ်ပုံရိုက်နေတာနော်ဒီမှာနော်အဲ့လိုတော့ရဝေါဒီစုခရောက်နေပါတယ်နော်အင်္ဂလာရိုက်တာပူအဲ့စုခင်းတော့အရန်လာတယ်အရန်ပျော်တယ်တီးရောကားရထိုင်ဒါငါတို့ကားစရာကိုဝန်ခမိုးစီမိုင်နော်နေရတယ်ရမယ်